ဒီ2025-2026ပေါ့ဒီနှစ်ပိုင်းမှာမြန်မာနိုင်ငံဂီတအစည်းအရုံးကနေပြီးတော့တို့နယ်တွေတိုင်းတွေမှာဂီတအစည်းအရုံးတွေပြန်ပြီးတော့အသစ်ဖွဲ့ကြတာပေါ့နော်အစည်းအရုံးရဲ့စီကံချက်တွေအသစ်တွေထွက်လာတယ်အသစ်တွေထွက်လာတဲ့မှာအခုဒါတော်တော်များများမသိသေးတာကတချင်းရေးတဲ့တေးဆရာတွေအတွက်ရှိုးဆိုတဲ့နေရာမှာနာမည်ကြီးတဲ့သူတွေရောနာမည်မကြီးတဲ့သူတွေရောအခုအပြော်ရမ်းဆိုတဲ့သူတွေရောအားလုံးကဒီအောင်မြင်ပြီးသားသချင်းတော်တော်များများပေါ့နော်သူများသချင်းတွေပြန်ဆိုကြတော့အဲ့လိုပြန်ဆိုတဲ့နေရာမှာဇက်ပွဲတွေစိုင်းပွဲတွေစချိတွေပြော station ပွဲတွေမှာဆိုတာဆိုလို့ရတယ်တဲ့ဒါပေမဲ့ဒီ online ပေါ်ဟိုတနည်းနည်းနဲ့ရောက်လာတယ်ဆိုရင်တော့ဒါဖြန့်ချီလိုက်ပြီပေါ့နော်ဒါက online media ပေါ်ရောက်သွားပြီးတော့အများသိရှိဖို့အတွက်အဖြန့်ချီရုပ်သံတွေတက်လာလို့ရှိရင်တေးကြီးကဒီကတေးကြီးကနေပြီးတော့အေးအေးယူလို့ရတယ်တေးကြီးကခွင့်ပြုချက်မတောင်းဘဲနဲ့ဆိုတယ်ဆိုရင်ပေါ့အဲ့လိုမျိုးရှိတယ်ပြီးတော့ station ပွဲတွေမှာဒီဂီတစီးရုံးဝင်မဟုတ်တဲ့သူတွေစုံခွင့်မရှိဘူးလို့ကတော့စီကံချက်တွေအသစ်တွေထွက်လာတယ်ပွဲမိတ်ကိုလည်းဂီတစီးရုံးမှာပွဲမိတ်တောင်းရတယ်ပေါ့နော်ပွဲလို့တော့ဖြောပြေးပွဲလို့တော့မဆိုရင်အဲ့လိုလာမတောင်းနိုင်မဲ့တဲ့အကြောင်းတစ်ခုဖြစ်ခဲ့လို့ရှိရင်လည်းတော့ပိတ်ပိုင်ဝင်ရှိတယ်အဲ့လိုဂီတစီးရုံးတွေလုတ်ပိုင်ဝင်တွေဒါပြီးခဲ့တဲ့လပိုင်းကအစည်းအဝေးမှာဒါဟိုမြန်မာနိုင်ငံဂီတစီးရုံးဥက္ကဋ္ဌနဲ့တွေ့မှုနဲ့ဒီ EC တွေကနေပြီးတော့ကျွန်တော်တို့ဒါစီးဝေးမှာဒီစီကံချက်တွေကိုပြောလိုက်တာရှိတယ်တချင်းဆိုကြတဲ့သူတွေကဘာလို့ဂီတစီးရုံးဝင်မဟုတ်ရင်ဆိုလို့မရတာလဲဆိုတော့ရိုင်းဆိုင်တာတွေဆဲဆိုတာတွေအဲ့လိုမျိုးညဉ့်ညမ်းတာတွေစင်ဟောတယောက်ကမိုက်ကြီးနဲ့တက်ပြီးအများသူကရှိမှာអော်လိုက်တယ်ဆိုလိုက်တယ်ဆိုရင်ဒီဂီတစီးရုံးကနေအဲ့ပြဿနာကိုရှင်းရတာရှိတယ်ပေါ့နော်အဲ့လိုမျိုးရှိတဲ့အခါကျတော့သူကကွန်ပျူတာတင်လာတယ်ဘယ်သူပဲဆိုတော့ဆိုမယ်ဒီပွဲမှာဆိုအဲ့ဒီအဆိုတော့ဂီတစီးရုံးဝင်တယောက်ဖြစ်ဖို့အတွက်ဆိုရင်သူရဲ့ biography တွေအကုန်လုံးဒါတင်ရတယ်လေဒီမှတ်ပုံနံပါတ်စာမိဘနာမည်အစအကုန်တင်ရတဲ့အခါကျတော့ဒီစီးရုံးဝင်မဟုတ်ဘဲနဲ့အခြားလူကိုတက်ဆိုခိုင်းလိုက်လို့ပွဲဖြစ်ဖို့တယ်ပေါ့နော်ပေါ်မှာမဖွဲ့မရတွေပြောတယ်ဆိုပြီးတော့အဲ့ဒီပွဲကိုသူခွင့်ပြုတာလေဂီတစီးရုံးကရှင်းစတဲ့အခါမှာသူကသူရှိခွင့်ပြုမိတယ်တော့ပြန်ကြည့်လိုက်တဲ့အခါမှာအဲ့ဒီဆိုတော့မပါဘူးအဲ့ဒီလူမပါဘူးသူတို့တင်ထားတဲ့စီးရင်ထဲမှာပါတဲ့အဆိုတော်တွေဂီတစီးရုံးဝင်တွေနာမည်တွေနဲ့တိုက်ကြည့်တဲ့အခါမှာခုနမဖွင့်ပြတက်ပြီးတော့အဲ့လိုရိုင်းဆိုင်သွားတဲ့ဟာတွေကဂီတစီးရုံးကကွန်ပျူတာနဲ့မပါတဲ့အတွက်ဂီတစီးရုံးကဒီပြဿနာနဲ့ပတ်သက်ပြီးတော့လွတ်ကင်သွားပွဲစီစဉ်တဲ့လူမှာသွားပြီးတော့ပြဿနာတက်တာပေါ့ဗျာအဲ့ဒါကြောင့်မလို့သူတို့ကဒီဂီတစီးရုံးဝင်ပြားတာလေဒါဖြောပြေးမှာပါဝင်ရမယ်ဆိုတာမျိုးတတ်မှတ်ထားရှိတယ်အဲ့တော့တချင်းဆိုခြင်းလို့ရှိရင်ဂီတစီးရုံးဝင်ကြပေါ့ပြီးတော့တချင်းကိုဘသူတချင်းမှာဖြစ်ဇက်ပွဲမှာဖြစ်စိုင်းပွဲမှာဖြစ်စတေးရှုံးမှာဖြစ်လူတစ်တန်းမှာဖြစ်အပျော်ပွဲဖြစ်တေးရေးဆရာကိုအဓိကတေးရေးဆရာကိုခွင့်ပြုချက်မယူဘဲနဲ့ဆိုလိုက်ကြတယ်ဆိုရင်ဆိုလိုက်ချင်ရဆိုဒါပေမဲ့တနည်းနည်းတယောက်ကနေရိုက်ပြီးတင်လိုက်တာမျိုးရောက်လာတယ်လိုင်းပေါ်ရောက်သွားပြီဆိုရင်တေးရေးဆရာကနေပြီးတော့ရော်ကြီးတောင်းတာတို့တရားစွဲတာတို့ဖြစ်တဲ့ခါကြလို့ရှိရင်တော့ကြိုတင်ပြီးတော့ခွင့်ပြုချက်မယူရတဲ့အတွက်သွားတော့ဆိုတဲ့လူကတောင်းခံပြီးဖြေရှင်းရမှာဆိုတဲ့ဟာမျိုးတွေပေါ့နော်အခုအသစ်ထပ်ပြီးတော့ပေါ်လာတာဖြစ်ပါတယ်အားကြောင့်မလို့ဒီဇက်တွေမှာစုံနေတာတွေတော့စိုင်းတွေမှာစုံနေတာတွေရက်ကွက်ပွဲဘယ်နားရေးပါအဆိုတော်ရေးဆိုတော့မဟုတ်တယ်ချို့ဆိုတော်တွေလည်းသူများချင်းတွေကြီးပဲလိမ့်မိတ်ပြီးဆိုတာရှိတယ်ဆိုပြီးတော့အဲ့လို live ပေါ်တင်ပြီးတော့နာမည်ကြီးနေတယ်ရှင်သူတို့တည်ရဆရာတွေကြီးကအဲ့လိုတီဆိုခွင့်ယူလာလားမယူလားမသိဘူးယူရရင်ယူလာဘယ်လိုမယူလာလို့ရှိရင်တော့အဲ့ပြဿနာတွေအခုဒါအသေးထပ်ပြီးတော့တတ်မှတ်တဲ့အားတွေပေါ့နော်ဒါလေးတို့ဘူးဒရာရအောင်မသိအောင်လို့ကျွန်တော်ကပြတာဖြစ်တယ်ကျွန်တော်တို့လည်းဒါဒီစီကချက်တွေမတတ်မှတ်ခင်ဟိုဘက်ရှိကာလာမှာသူများချင်းတွေ straight ပေါ်မှာတခါလေးစုံမိတာရှိတယ်ပြည်သက်ကတောင်းဆိုတာလေးစုံပြီးပါဆိုလိုက်တာမျိုးတွေရှိတယ်အခုနောက်ပိုင်းအဲ့ဒီစီကချက်ထွက်လာရင်နောက်ပိုင်းကိုကျွန်တော်တို့ကစုံမယ်ဆိုရင်တော့မှကျွန်တော်တို့ကကွန်ပျူတာလန်တောင်းပြီးတော့မှစုံရဲတော့မှာဖြစ်ပါတယ်ကွန်ပျူတာမတောင်းမဲ့နဲ့ဒီတေးစရာကိုကြောင်းမကြပဲနဲ့ straight ပေါ်မှာစုံလိုက်မိတယ်အောက်ကနေပြီးတော့ဖုန်းတွေအကုန်လုံးရိုက်တယ်လိုင်းမရောက်ရတယ်ဆိုရင်တော့အဲ့ဆိုတဲ့လူကရုပ်ချတောင်းတာမျိုးတရားစွဲတာမျိုးလုပ်ရင်တော့ရွာလိုက်မယ်လို့ကျွန်တော်ပြောလို့ပါတယ်ဗျာ